မမရေတဲ့ဘီမီရထွက်တာလေးကိုအဆက်လိုက်လေးမှားခြင်းလို့တဲ့ဆိုတော့ပေါ့နော်နင်ဒီအဆက်လိုက်သုံးမဲ့သူတွေအတွက်နင်ဒီတတိပေးစရာလေးတစ်ခုရှိရယ်အဲ့ဒါဘာလဲဆိုတော့အခုနီတို့ဒီဘီမီကနေပြီးထွက်တဲ့ skin care နဲ့ makeup က9မျိုးတစ်ဆက်ထွက်တာပေါ့နော်သူ skin care ရော makeup ရောပါပြီးသား9မျိုးပေါ့နော်အဲ့တော့အဲ့ထဲကဘယ် product ကိုသုံးဘူးလဲဒါမှမဟုတ်ဘူးအကုန်လုံးကိုအခုမှစပြီးတော့ဆက်လိုက်သုံးပါလားဆိုတာနီသိချင်တယ်ဘာလို့လဲဆိုတော့နီတို့ဒီဘီမီရထွက်တဲ့ product လေးအကုန်လုံးတပိတ်ထဲထွက်ထားတာမဟုတ်ဘူးပေါ့နော်ပြောချင်တာပေါ့နော်အကုန်လုံးတပြိုင်နက်ထဲထွက်ထားတာမဟုတ်ဘူးတစ်ခုပြီးမှတစ်ခုထွက်တာပေါ့နော်ပထမဦးဆုံးအရင်ဆုံးသူက makeup နဲ့နှာခမ်းကြီးထွက်တာနော် makeup နဲ့နှာခမ်းကြီးထွက်ပြီးတော့မှနောက်ကြမှာ skin care လေးတွေထွက်လာပေါ့နော်ပထမဦးဆုံးထွက်တဲ့ skin care ကကျတော့ဒီအသားလား serum လေးပေါ့နော်အသားလား serum ထွက်ပြီးတဲ့နောက်မှာညီပြောချင်တာဒီtoner လေးထွက်တယ် serum ထွက်ပြီးတဲ့နောက်မှာ toner ထွက်တယ်အဲ့ဒီအရာတွေမထွက်ခင်မှာစမ်းတက်ထားတယ်ပေါ့နော်ဒီ serum မထွက်ခင်မှာလည်းဒီဝက်ချန်သမားတွေအစီပြန်တဲ့သူတွေအသားခြောက်တဲ့သူတွေပေါ်မှာစမ်းတက်ထားတယ်ဘီမီယာထွက်သမျှအကုန်လုံးဒီအသားကြီးခြောက်တဲ့သူတွေအတွက် dry skin သမားတွေအတွက်ကိုအဓိကထုတ်ထားပါတယ်ဘာလို့ဆိုတော့နီကိုတိုင်းလည်းအသားကြီးခြောက်တဲ့သူဆိုတော့ပေါ့နော် dry skin သမားတွေအတွက်ကိုဦးစားပေးပြီးထုတ်ထားပါတယ်အဲ့တော့နီပြောချင်တာအရင်ဆုံးဒီ makeup နဲ့ဒီ serum နဲ့တက်မတက်ဆိုတာကိုအရင်အဆုံးနေလို့စမ်းတက်ပြီးတော့လိမ့်ပြီးတော့မှဒီဈေးကွက်ထဲကိုထည့်တာဖြစ်တယ်ပြီးတော့မှပေါ့နော်နောက်ထပ်တိုနာထွက်တယ်အဲ့လိုပဲဒီနှစ်ခုတဲ့သွားပြီးအဆင်ပြေသွားပြီဆိုမှဒီသုံးမျိုးကိုစမ်းပြီးတော့မျက်နှာပေါ်တင်ပြီးတော့မှဒီတိုနာလေးကဈေးကွက်ထဲကိုရောက်လာဖြစ်တယ်နောက်ပြီးတော့တိုနာပြီးတဲ့ခါမှာဘာထွက်ဆို sunscreen ထွက်တယ် sunscreen ပေါ့နော် sunscreen ဆိုလဲဒီလိုပဲပေါ့နော်ဒီရှေ့ကထွက်ထားတဲ့သုံးမျိုးရဲ့ဒီ sunscreen ရဲ့တက်မတက်ဆိုတာကိုလေလူအယောက်30ပေါ်မှာစမ်းတက်ပြီးတော့ထုတ်ထားတဲ့ brand လေးဖြစ်တယ်ပေါ့နော်sunscreen ပြီးတဲ့အခါမှာဒီ moisturizer ထွက်တယ်ပေါ့နော် moisturizer ကိုလည်းဒီလိုပဲဒီ၄မျိုးနဲ့ဒီကောင်နဲ့တက်မတက်အဲ့လိုမျိုးပေါ့နော်လူအယောက်30ပေါ်မှာစမ်းတက်ပြီးတော့ထုတ်ထားတဲ့ brand ဖြစ်တယ်နောက်ပြီးတော့မှဒီမျက်နှာသစ်ကနောက်ဆုံးထွက်ထားရပေါ့နော်အဲ့လိုပဲပေါ့နော် brand ကတခါတည်းထွက်ထားတာမဟုတ်ဘူးတစ်ဆင့်ပြီးတစ်ဆင့်ထွက်ထားပေါ့နော်နီးပြောချင်တာကအရင်တစ်ဆင့်ပြီးတစ်ဆင့်လိမ့်ပြီးသားသူတွေကပြဿနာမရှိဘူးဒါပေမဲ့ဒီ skin care ရော makeup ရော9မျိုးတစ်ဆက်လုံးကိုတခါတည်းလိမ့်တော့မယ်ဆိုလို့ရှိရင်ကြာရင်နည်းနည်းလေး short ရှိရဲ့အဲ့ဒါပါလဲဆိုတော့ဒါနေနဲ့ပုံမှန်လင်းပြောရအောင်ဘလို့ short ရှိလဲဆိုတော့ဒီ skin care တွေအဆက်လိုက်ကိုယ့်ရဲ့မျက်နှာပေါ်မှာတင်တဲ့အခါမှာကိုယ့်ရဲ့မျက်နှာခံနိုင်ရရှိမရှိဆိုတာရှိရတချို့အရန်အသားခြောက်တဲ့သူတွေဆိုလဲအကုန်လုံးလေ debate တွေအားပါရလိမ့်တဲ့အခါမှာကိုယ့်ရဲ့မျက်နှာခံနိုင်ရမရှိဘူးမရှိတဲ့အခါမှာဘာဖြစ်ဆိုတော့မျက်နှာအသားကြီးရဲတာနီတာဆက်တာရားတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့နီပြောချင်တာတစ်ဆက်လုံးလိမ့်လို့မရဘူးလားဆိုတော့မဟုတ်ဘူးရပါတယ်ဒါပေမဲ့လို့နီပြောချင်တာကအများကြီးကိုမလိမ့်ပါနဲ့ကိုယ့်ရဲ့မျက်နှာပေါ်မှာအယုံဆုံးဆန့်တက်ပြီးတော့မှလိမ့်ပေးပါနော်တိုနာဆိုလဲနည်းနည်းလေးအခုလိုမျိုးတစ်ဆက်နှစ်ဆက်လောက်လေးပဲဒီလိုလေးပုတ်ပြီးတော့မှအသားရစိမ့်ဝင်နေအောင်ပုတ်ပြီးတော့လိမ့်ပေးမယ်နည်းနည်းလေးပဲနော်အများကြီးမလိမ့်အောင်မျက်နှာတက်တာတော့ကိစ္စမရှိဘူးပုံမှန်တိုင်းတက်ပါမှမဖြစ်ဘူးနော်တခွားပြီးမျက်နှာတက်ဆိုတော့ तू ကside effect လုံးဝမရှိဘူးနော်ဝက်ရှန်ထွက်တာဘာညာမရှိဘူးရွှေပေါက်လေးတန့်တာအခုပြီးလို့ရှင် serum ဆိုလဲအဲ့လိုပဲတော့အများကြီးလောဘကြီးပြီးလိမ့်စရာမလိုတစ်ဆက်ဆိုတစ်ဆက်ကိုလက်ထဲကိုထည့်ပြီးဆိုမှဒီလိုမျိုးပုတ်ပြီးဆိုမှပါးပေါ်မှာပုတ်ပြီးတော့လိမ့်ပေးပါအမျက်နှာတစ်မျက်နှာလုံးနှံ့နေအောင်ပုတ်ပြီးတော့လိမ့်ပေးပေါ့နော်အဲ့လိုပဲ serum လိမ့်ပြီးရင်ကြာရင် moisturizer လိမ့်ရတယ် moisturizer ဆိုရင်လည်းဒီလိုပဲပေါ့နော်serum တွေတိုနာတွေသုံးတယ်လို့မျိုးသုံးတော့အဆင်မပြေဘူးလိုမျိုးမျက်နှာပေါ်မှာဒီလိုမျိုးလေးအနှံ့လိုက်တင်ပြီးမှအသားတွေကိုစိတ်ဝင်နေအောင်ဒီလိုလေးလိမ့်ပေးတာကိုပို့ပြီးတော့သဘောကျပါတယ် moisturizer ကိုကြောတော့ပေါ့နော်အဲ့တော့နီးပြောချင်တာအများကြီးမလိမ့်နဲ့နည်းနည်းချင်းစီကိုယ့်ရဲ့မျက်နှာပေါ်မှာဆန်းပြီးတင်ပြီးတော့မှဖြည်းဖြည်းချင်းသုံးတော့ဘာပြဿနာမှမရှိဘူးဘီမီယာထွက်ထားတဲ့ product တွေအကုန်လုံးကပေါ့နော်ဆောနာလိုမျိုးတစ်စင်ပြီးတစ်စင်စမ်းတက်ပြီးတော့ထုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဘာပြဿနာမှမရှိဘူးဆောနာပြောတယ်ပေါ့နော်ကိုမျက်နှာပေါ်စမ်းမတင်မနဲ့အများကြီးတစ်ခါတည်းလှချင်စောအာကြီးနဲ့လိမ့်တဲ့ခါမှာတော့ဆောနာလိုမျိုးကိုနဲ့ကိုရဲ့မျက်နှာကခံနိုင်ရမရှိသေးဘူးဆိုလို့ရှိရင်ဆောနာပြောတဲ့ရားတာလေးနီးတာလေးရဲတာလေးဆက်တာလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့နင်ကဆက်လိုက်သုံးကျင်တဲ့သူလေးဆိုရင်အခုလိုမျိုးနည်းနည်းလေးတွေကနေပြီးတော့စမ်းပြီးတော့သုံးဖို့အတွက်နင်ကပြောချင်ပါတယ်အကုန်လုံးကမြန်မာ FDA ရော Thai FDA ရောရရှိပြီးသားဖြစ်ပါတယ်ကျမ်းမာရေးနဲ့အညီစိတ်ချလက်ချသုံးလို့ရတယ်ဒါကတော့ထွေထူးပြောဖို့လိုမယ်မထင်ဘူးပေါ့နော်နေတို့ဘီမီမှာပထမအဦးဆုံးထွက်ထားတဲ့foundation နဲ့နှာခမ်းတွေဆိုတော့ထွေထူးပြောစရာမလိုဘူးเนาะ foundation ဆိုလဲနည်းနည်းလေးပဲလိမ့်အောင်ပါပဲရှင်အဲ့တော့ဘီမီကိုတခဲနဲ့အားပေးချတဲ့အတွက်ကြောင့်မလို့လဲကျေးဇူးအများကြီးတင်ပါတယ်အားပေးပါအောင်เนาะ